မင်္ဂလာပါဒီနေ့ကတော့မားတို့ကပန်းလိုက်ပြမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ရှင်မတငယ်ချင်းနဲ့အမပဲဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါအောင်ပါပါမယ်အခုကတော့ပန်းလေးတက်ကြည့်မှာပဲဖြစ်ပါတယ်လိုက်ခဲ့ကြပါမားတို့ကအခုပန်းတက်ကြည့်မှာပါအားလုံးပဲလိုက်ခဲ့ကြပါအောင်လိုက်ခဲ့နော်ဒါလေးကတော့ပန်းနေပဲဖြစ်ပါတယ်ဟိုမှာကျတော့ပန်းလေးတွေပါပြီးဆိုနစ်စီပန်းလိုက်ပြပါမယ်ဘွားတော့နစ်စီပန်းပဲရှိလို့တွားနေရဖြစ်ပါတယ်နစ်စီပန်းတော့မရှိသေးဘူးဒီမှာပါဒီမှာပဲဟိုမှာတော့ပန်းအနီးအောင်ပေါ့နော်ပြပါလိုက်ပြသွားလေညာလေဒီမှာဘောနော်စိတ်ပန်းပင်ပေါ့နော်အလုံးမဲ့တတပါနောက်နေ့ကျမှပြည့်သိပါမယ်ရှင်အမတငယ်ချင်းလဲတတလေးလောက်အောင်ငယ်ချင်းတတ